လာခဲ့ပြီးငါတို့စိတ်တွေရင်ကုန်ခြင်းများဟာလဲရင်လိုမလဲဆန်းနိုင်ခဲ့ပြီးမြူနေများတဲ့ဆောင်းတွေမနှက်ခင်စီမလွမ်းမီရဲ့ဒီချိန်ဆိုကြောင်းကြီးကိုပဲကျွန်တော်ဟာလွမ်းမီတစ်ချိန်ကသက်ကတော့စီစဉ်းစားပြီးတွေ့တော့မှကြော်လွန်သွားပြီးချိန်ကာလတော့ဒီချိန်ဒီနေရာမှာငါတို့ဘဝတွေကိုစဖို့သင်ကြားခဲ့ငါတို့ပေါ်လုံကောင်းတဲ့ငါတို့ဆရာများကောဆရာတို့ရဲ့တပည့်ကျွန်တော်တတိယပါနဲ့နေတိုင်းတော့ပညာတွေရှာကြတော့ချို့တွေရထာဝရဖို့ကဲဆိုရင်ဒါကတော့ပြောစရာကောင်းတဲ့ချိန်ကာလနော်စိတ်ကူးရဲ့ခါသာပဲရင်ခုန်ချင်တာကသဘာဝပေါ်ပြောင်းနဲ့ကြောက်ချစ်ကြိုက်မိတာဒါကတက္ကသိုလ်ထားရနော်စိတ်ကောင်းလိုက်ပြန်ချစ်လိုက်တဲ့ဘော်ဒါတွေနဲ့ပြောစရာကောင်းတယ်အဲ့ဒီတုန်းနဲ့ခုနဲ့ကမတူညီတာပေါ်ရတွေနဲ့မပေါင်းပဲသူစင်တဲ့စိတ်ထားနဲ့ကြိုးစားစွာငါတို့ကောင်းနေပေါင်းတယ်ခုတက်တိမင်းတို့ကောင်းနေကငါတို့တော့ဘော်ဒါကောင်းတယ်စဉ်းစားကြည့်ပြောစရာကောင်းတယ်ရင်တော့ကဘော်ဒါပေါင်းရဲ့မတူညီတဲ့ဘွားနဲ့တယောက်တည်းတာဝန်ထမ်းဆောင်ရပြောက်ွယ်ချို့တွေကအိမ်အောင်ကြလို့မိဘဆိုတဲ့နေရာကိုရောက်တယ်လူချင်းသာမနီးစပ်ပင်မဲ့မင်းတို့တည်းတွေငါစီရောက်တယ်တချို့တွေမပြောင်းလဲပါချို့ကနိုင်ငံခြားကိုပြေးထွက်ချို့တွေကြောင်းထဲမှာဆရာမကြီးပြခီးဆက်ဝေးကွာတီးအရမ်းမှပြန်လာပေးပါပေါ်တာများတစ်ရက်မင်းတို့တတိတစ်ချက်တော့ရပေးပါဒီကြောင်းတော့ကြီးအတွက်မျက်မြင်အောင်စေပါဘိုးရင်ကဒီနေရာလေးပါ I don't know စခဲ့တဲ့ကြောင်းဝင်ကြီးပါတို့ပါပဲကွာမျက်မြင်အောင်စေပါဘိုးရင်ကဒီနေရာလေးပါခဲ့ပြီးငါတို့စိတ်တွေရင်ကုန်ခြင်းများဟာလဲရင်လိုမလဲဆန်းနိုင်ခဲ့ပြီးမြူနေများတဲ့ဆောင်းတွေမနှက်ခင်စီမလွမ်းမီရဲ့ဒီချိန်ဆိုကြောင်းကြီးကိုပဲကျွန်တော်ဟာလွမ်းမီတစ်ချိန်ကသက်ကတော့စီရင်ရောက်စေပါဘိုးရင်ကဒီနေရာလေးမှာ I don't know စခဲ့တဲ့ကြောင်းပါပဲကွာပြန်နေအောင်စေပါဘိုးရင်ကဒီနေရာလေးပါလို့ရှိသေးဘာလဲရင်ကုန်သေးလို့စားပြီးခဲ့ရအချိန်တွေဘယ်လိုပဲပြောင်းလဲနေရာတွေဘယ်လိုပဲပြောင်းလဲဒီเจ้าတွေအဖြစ်ပြက်တွေတိုင်းအောင်ငါတို့ကောင်းနေတယ်မှာအများရှိနေငါလေးပြန်နေရတော့ငါလေးပြန်နေရအချိန်တွေအားလုံးတော့ပြန်ဆုံးလို့ရတဲ့ကောင်းမယ်ငါလေးပြန်နေရတော့ငါလေးပြန်နေရအချိန်တွေအားလုံးတော့ပြန်ဆုံးလို့ရတဲ့ကောင်းမယ်ငါလေးပြန်နေရတော့ငါလေးပြန်နေရအချိန်တွေအားလုံးတော့ပြန်ဆုံးလို့ရရင်ရတဲ့ကောင်းမယ်